စွန်းစားယုံနဲ့အစာကြေရင်ချောင်ပြီးလေတပူပူလဲစေမဲ့ရှောက်ယူထိုးနေလေရှောက်တီကကျမကြီးအတွက်အထောက်အကူပြုတာမို့ထမင်းစားပြီးတိုင်းတစွန်းစီစားပြီးနော်အရင်ဆုံးရှောက်တီအခွန်နဲ့အသားကိုတီးတန့်ခွာထုတ်ပြီးတော့အခွန်ကိုပပလေးလှီးပြီးတော့စားရည်နဲ့စိမ့်မယ်ပြီးတာနဲ့နန်းကရေနွေးမှာနှစ်ရေပြုတ်မယ်ပေါ့နော်ဒါအခုပထမတစ်ရေပါပထမတစ်ရေပြုတ်ပြီးတော့နန်းကစကားလေးနဲ့ဆယ်ပြီးတာနဲ့စားလေးနှစ်စွန်းထည့်ပြီးတော့နယ်ပါမယ်အရေလေးတွေအခါးရည်လေးတွေထွက်သွားအောင်ညှစ်ထုတ်မယ်ညှစ်ထုတ်ပြီးတာနဲ့နန်းကနည်းနည်းလေးခါနေသေးတာဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်တိတ်ကြီးထပ်ပြုတ်မယ်ဆိုတော့စုစုပေါင်းနှစ်ရေပြုတ်တာပေါ့နော်ကိုကနှစ်ရေပြုတ်ပြီးတော့မှထပ်မြည်ကြည့်ရမ်းကြီးခါနေသေးရင်တော့နောက်တစ်ရေထပ်ပြုတ်လို့ရတယ်နန်းတို့ကကြတော့ဆေးဘက်ဝင်အောင်ဆိုတော့နှစ်ရေလောက်ပဲပြုတ်အဲ့ဒါတော့အတော်ပဲပေါ့နော်အားလုံး ready ဖြစ်ပြီဆိုရင်တော့ရှောက်ယူလေးစထိုးကြရအောင်နန်းကရှောက်တီအလုံးကြီး6လုံးသုံးထားပါတယ်အယောင်လေးလှပြီးတော့ဆေးဘက်ဝင်မှုအတွက်ထက်ညက်ကိုကြတော့နန်းက30တာထည့်ထားပါတယ်ရှောက်တီကလေးရေထွက်တာဖြစ်တဲ့အတွက်ကြောင့်ရေထက်တဲ့ဆရာမလို့เนาะသူ့မှာရှိတဲ့ရှောက်ရည်လေးတွေနဲ့ပဲနန်းတို့တွေကယူထိုးပေးသွားရပါမယ်ရေလေးနည်းနည်းလောက်ခန်းလာပြီဆိုလို့ရှိရင်တော့ခုနကနှစ်ရေပြုတ်ထားတဲ့ရှောက်ခွန်လေးတွေထည့်ပြီးတော့နန်းတို့ထပ်ပြီးတော့မွေနေထိုးနေရပါမယ်အရသာမြည်ကြည့်တာအချိုလေးလိုသေးလို့တခြားငါးစွန်းနဲ့စားလေးအနှဲငယ်ထည့်ပြီးတော့နန်းတို့ရေခမ်းတဲ့အထိဆက်ပြီးတော့ထိုးပေးရပါမယ်အကဲအခုဆိုရင်ဆေးဘက်ဝင်နဲ့ရှောက်ယူလေးရပါပြီเนาะ